ဆွဲဆောင်မှုရှိတဲ့အပြုံးဆိုတာ affection လို့ခေါ်တဲ့မေတ္တာတရားရဲ့သင်္ကေတဖြစ်တယ်လို့လူမှုဆက်ဆံရေးနယ်ပယ်မှာတင့်ရဲ့အကောင်းဆုံး business card တစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်တင့်အနေနဲ့တဦးတစ်ယောက်ကိုမြင်တွေ့လိုက်ရတဲ့ပထမဆုံးစက္ကန့်မှာတင်ကက်စီနဲမနေပဲလှပတဲ့အပြုံးတစ်ခုကိုမေတ္တာတရားရဲ့ packaging လေးနဲ့လက်ဆောင်ပေးလိုက်ပါ။ဘာကြောင့်လဲဆိုရင်တင့်ညီကိုပြောပြခြင်းဟာစောတကားကုသိုလ်တစ်ခုဖြစ်တယ်လို့မြတ်နဗီဆလ္လာလာဟူအလိုင်ဟီဝါဆလမ်ကိုရောကမိန့်ထားလို့ပါပဲ။ပြီးတော့ပြောပြတဲ့အခါမှာလည်း sincere ဖြစ်တဲ့စိတ်ရင်းနဲ့ပြောပြနိုင်ဖို့ကြိုးစားပါ။ရင်ဘတ်ထဲကမေတ္တာကိုဖောက်ထွင်းမိစေနိုင်မဲ့ပြူငါနွေးထွေးတဲ့အပြုံးမျိုးဖြစ်အောင်ကြိုးစားပါ။အဲ့ဒီအပြုံးလေးတစ်ခုတည်းနဲ့တင်သင်ဟာလူပေါင်းများစွာရဲ့နှလုံးသားတွေကိုသိမ့်ပိုင်နိုင်ပါလိမ့်မယ်။လူတွေဟာတင့်မျက်နှာပေါ်ကတောက်ပနေတဲ့အဲ့ဒီ radiant smile ကိုဘယ်တော့မှမေ့ပျောက်သွားမှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအပြုံးထဲမှာမျှော်လင့်ချက်တွေယုံကြည်မှုတွေနဲ့ optimism လို့ခေါ်တဲ့အကောင်းမြင်ဝါဒတွေအပြည့်အဝကင်းအောင်နေလို့ပါပဲ။